ညီမလေးကိုကျွန်တော်ဘောင်းပြီးညက်ပေးမှာပါโอเคရော့အေးနည်းနည်းပေါ်သွားကြီးအားနာစရာကြီးပေါ်သွားလို့တင်တယ်မုန်းနေတယ်ကျွန်တော်โอเคမမုန်းပါနဲ့ပေါ့နော်ကျွန်တော်ပြန်လုပ်ပေးပါမယ်ကျွန်တော်တို့မှလည်းမပါဘူးထင်တာပါတယ်ဗျာတို့မှလည်းโอเคအဲ့လိုဆိုနည်းနည်းညက်မယ်ရော့အော်တော့မအပေါ်ဟာတိုင်းညက်ပေးရမှာ68โอเค68ဆိုတော့68ကိုကျွန်တော်21ရာခိုင်နှုန်းပဲညှက်လိုက်ပြီ sorry ဆိုတော့68ရာခိုင်နှုန်းဟာ68ရာခိုင်နှုန်းဆိုအကုန်လုံးပေါ်ကုန်မှာဗောလို့ okay လေပြောရရင်လည်းပြောရတဲ့အတိုင်းပဲညှက်ပေးလိုက်ပါအဲ့ဒါတော့မုန်းနေဝင်ကို68ရာခိုင်နှုန်းဆိုတော့ပေါ်နေပြီလို့I hate you တော့ဟုတ်တယ်လေဒါပေမဲ့ပေါ်နေပြီလေဘယ်လိုညှက်ရမှာတော့အကုန်လုံးညှက်လိုက်ရင်လုံးဝပေါ်သွားပြီဖြစ်သွားမှာပေါ့မဟုတ်တော့ဘူးဒီကိန်းကြီးကတော့